ဂျူးမြင့်မကြိုက်တဲ့သူတွေအတွက်ပေါ့နော်ဂျူးမြင့်မကြိုက်တဲ့သူတွေအတွက်များဒီမှာတက်ချီတော့မှလာတီးတတ်ပေါ့နော်တက်ချီတော့မှလာထုံဆက်ကလေးလုပ်ပေးထားပါတယ်နော်တက်ချီတော့မှလာထုံဆက်ဆိုပေမဲ့အရန်အထုံရတာကဲကဲလည်းမဟုတ်ပါဘူးရှင်ပြီးတော့လွန်လွန်ကျူးကျူးအဆက်ကြီးလည်းမဟုတ်ဘူးပေါ့နော်မင်းတို့ကမလာရတာကိုစားကောင်းတဲ့အရတာပေါ့နော်စားကောင်းတဲ့အရတာလောက်ပဲထည့်တာဖြစ်ပါတယ်တချို့ကျတော့တချို့မဟုတ်ဘူးနော်မင်းရောင်းတဲ့မင်း customer အများစုကကျတော့အထုံကိုနည်းနည်းကြောက်ကြတယ်ပေါ့နော်အထုံရတာကိုမကြိုက်တဲ့သူကများတယ်ပေါ့နော်အဲ့တော့မင်းကမာလာထဲမှာအထုံပါယုံဆိုရုံပဲပေါ့နော်မာလာရတာလေးပြောင်းမသွားအောင်အထုံပါယုံလေးပဲမြန်လုပ်ပေးထားတာဖြစ်ပါတယ်ဒီမှာအရန်ကောင်းတဲ့စပီးသီးပါစားကြအဲ့တော့မစားကြပါမယ်စားခြင်းတွေကညကလေးကညတော့စားခြင်းလို့စားနဲ့အိပ်ပြောသွားလို့မစားလိုက်ရအိုးမကြည့်လုံးဝဒီလိုအတိတ်နေနော်ဒီဘူးကိုမြန်လုံးဝပိတ်နေထဲတာအရန်ကိုမဆက်တော့လောက်ပိတ်ထဲတာစားခြင်းတွေအရန်မှာပဲမကြည့်ဒီလေကောင်းဟုတ်ကောင်းတယ်ဟုတ်အဲ့တော့မင်းတို့စားပြနိုင်တယ်စားပြတိုင်းကောင်းတယ်မဖြစ်နေပေါ့နော်ဒါကကျမတို့ကြိုက်လို့ကျမတို့ကောင်းတာလေနော်အဲ့တော့အရင်ဆုံးစားကြည့်ပါစားကြည့်ပြီးမှပဲနောက်ထပ်ပြီးတော့အားပြီးပေါ့နော်ကောင်းတယ်ခမင်းနဲ့ကောင်းတယ်ဟုတ်ဘီယာနဲ့မြေကောင်းတယ်ဘီယာနဲ့မြေကောင်းမှာပေါ့ညဘီယာရတဲ့ပန်တော့အဲ့ကြောင့်တောက်မပြကောင်းတယ်ကောင်းတယ်တော်ကောင်းတယ်ညအရင်ဂျူးမြစ်လည်းကြတော့လေဂျူးမြစ်လည်းကြတော့လောက်ခါစားတော့ကြိုက်တယ်နောက်ပိုင်းစားရတာများတယ်ဂျူးမြစ်ကိုလောက်ကိုင်းရတာများတဲ့ခါကျဂျူးမြစ်နည်းနည်းလေးမုန်းလာပါတော့ခုတရားကြတော့မုန်းနိုင်ကွယ်စားတော့ကောင်းတယ်ဘယ်လောက်ပါလဲချက်တာနော်ဒီတပူကိုဘယ်လောက်ပါလဲမကြနားကြမကြနော်ဒီရဆိုင်သွားထိုင်တယ်ဒီရဆိုင်သွားထိုင်ဒီတပူယူပါဒါလေးနဲ့ရှယ်ပဲနော်ဒီဘူးလေးယူပါဒါလေးဟိုးရှယ်အကိတ်ကြီးတွေတွေ့လားမကြည့်မောက်ရှယ်ဒီဟာဒါတပူကို1800ပေါ့နော်1800တကယ်တန်ဒါဆိုရင်3ယောက်လောက်ကစားရ2ယောက်ပဲဝါစားပါပဲ2ယောက်ဆိုင်ကိုပဲ9000တယောက်9000ပို့ပြီနော်ဒီပါရှယ်ကောင်းတယ်ပြန်ထည့်တော့မဆက်တော့ခမင်းနဲ့စားရင်လည်းမိုက်နော်ခမင်းနဲ့စားရင်လည်းမိုက်တယ်ပြီးတော့ဒီရနဲ့ပေါ့ဒီရလေးနဲ့မြည်ရှယ်ပဲပိတ်တော့မရတော့ဘူးပြန်ချက်တော့ပိတ်တော့မရဘူးဒီပါနည်းနည်းစားတာမင်းနည်းနည်းစားလိုက်နော်ဝါရတာဒီကထုံနဲ့ပေါ့မာလာကျတော့မျိုးကမာလာကျတော့အထုံကနည်းနည်းတော့ထည့်ရတယ်ပေါ့နော်မာလာရတာပြောက်မသွားရအောင်အထုံကလည်းထည့်ရတယ်ရိုးလည်းကျုပ်ဟိုရေတက်တာရောတိတ်ထားထည့်ထားတဲ့ခါကျတော့အရိုးတွေရပါရတာစိတ်ဝင်တယ်ရိုးတော့စားကြည့်ရိုးတွေပါရတာဝင်တယ်ကွယ်ဒီတော့စားပြီးပြီဆိုတာနဲ့အိမ်မှာစားပြီးဆိုလို့ရှိရင်အားလုံးဝိုင်းဖွဲ့စားပြီးတော့ကုန်ရင်တော့တစ်မျိုးပေါ့နော်မကုန်ဘူးဆိုလို့ရှိရင်တော့ဒီလိုလေးတခြားလေးပြန်ပိတ်ပြီးတော့ရေခဲတက်တာလေးတွေကိုထည့်ပေးထားပါနော်ရေခဲတက်တာထဲမှာသူ့ရဲ့အရသာကိုစားကောင်းတာဖြစ်ပါတယ်ရှင်အဲကြောင့်များရေခဲတက်တာတွေကိုထည့်ထားပေးပါမကုန်ဘူးဆိုရေခဲတက်တာကိုပြန်ထည့်ပေးပါရှင်ရေခဲလေးထဲမှာထည့်ထားကိုစားကောင်းတယ်ပေါ့နော်လုံးဝဒီချက်ချီတော့အယိုးတဲ့ထိပေါ့နော်အရသာတွေကစိတ်ဝင်ပြီးတော့တော်တော်စားလို့ကောင်းပါတယ်အဲ့တော့မြင်စားလို့ကောင်းတဲ့ဆိုတိုင်းလည်းမယုံနဲ့ပေါ့နော်အရင်ဆုံးအမီးကိုစားကြည့်ပြီးတော့မှကြိုက်မှဆက်ပြီးတော့အားပေးပါရှင်နော်အကုန်လုံးဆိုရေကတက်တာတို့ထိုက်ထားပေးပါတော်ကောင်းတယ်ဟဲ့စုတအားကောင်းတယ်တော်ကောင်းတယ်ရင်းနေရှင်းပဲနောက်နေပြရတာ